这内嘛，没有这么地方，当然嘛，这边考虑中，干什么忙家米，这边这边个，都来不过比较多个吧的。都看忙非都个，这边个拍沙布，双工，住在边没，不罗嘛，没得来到吧不？那时候嘛咯，都是你阿得个盖布着，这边比你来个，没听门的不是呢，漂亮呀吧咯的。来别多边那嘛咯，没有这么下，都屁股几比，你来玩的不水那个吧的。大个面来看门那个，谁么讲贴比，来住老北部season吧咯的。那边没是你那个，他们来住么路进呗，水那老太来个嘛，路进来路不啥个吧的。看门个来么人一呗，一般一顿嘛呗，水来住个老北来吧的。干说着呢，水来住大地，么加个嘛呗，看那个的窟窿包稳的，去年所以话那个吧的。သူမတေဆုံးခင်မှာသူခင်မုန်းကိုဂတိတစ်ခုတောင်းခဲ့ပါတယ်။အဲ့ဒါကတော့ငါတေသွားရင်ဒီရွှေကြီးနဲ့အတူမြုပ်နှံပေးပါဆိုပြီးမကြားကတေဆုံးသွားခဲ့ရှာပါတယ်။ခင်မုန်းတက်ကလည်းဂတိအတိုင်းရွှေလက်နဲ့အတူမြုပ်နှံပေးလိုက်ပါတယ်။နှစ်တွေကြာလာတော့ခင်မုန်းတက်ကအလွန်ဆဲရဲချက်တဲလာပြီးစားဝတ်နေခက်ခဲလာပါတော့တယ်။ပတ်စလိုလာတဲ့သူဟာနောက်ဆုံးမှာသူမိမရဲ့အုတ်ကူကိုတူးဖော်ပြီးရွှေလက်ကိုပြန်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အုတ်ကူကိုတူးပြီးရွှေလက်ကိုဆွဲဖြုတ်လိုက်တဲ့အချိန်မှာပဲတေသွားတဲ့ဇနီးတဲ့ရဲ့မျိုးလုံးတွေကရုတ်တရက်ပွင့်လာခဲ့ပါတယ်။ဒါပေမဲ့လောဘဇောတိုက်နေတဲ့ခင်မုန်းကဓာတ်ကိုလစ်ရှူရှုပြီးရွှေလက်ကိုယူကအိမ်ပြန်ပြေးပါတော့တယ်။အဲ့ဒီညမှာပဲသူ့ဇနီးတဲ့ကရွှေလက်ကိုပြန်ယူဖို့အိမ်အထိရောက်လာပါတော့တယ်။ကြောက်လန့်တခြားဖြစ်သွားတဲ့ခင်မုန်းကရွှေလက်ကိုပြန်ပေးလိုက်ပေမဲ့ဇနီးတဲ့ကလက်ကိုရပြီးတာနဲ့ချက်ချင်းစသလိုသူ့ခင်မုန်းကိုပါတပ်ပစ်လိုက်ပါတော့တယ်။